ခေပိုလောက်ခေါ်တဲ့ရွာလေးမှာမိုးမရွာတာ3လရှိခဲ့ပြီပေါ့မိုးကောင်းကင်ကလည်းအပြာရောင်တန်းချင်းတော့မရှိတော့ပဲအဝါရောင်တန်းရင်နေတိုင်းကိုနေပူတော့တာပေါ့မြေပြင်တွေကလည်း6သိပ်ကုန်ပြီတချို့မြေပြင်ဆိုအကွဲเจ้าမှာပေါ်လာတယ်ပယ်မြက်ပင်လေးတွေမှလည်းမြေပြင်ပေါ်မှာပေါက်ရောက်တယ်ဆိုတာကိုမရှိပါဘူးညဘက်တွေကလည်းအရင်ကထက်ပိုပြီးကြောက်စရာကောင်းလာပါတယ်ညောင်ပင်ကနေတဆင့်ဖြတ်တိုက်လာတဲ့လေပြေလေညင်းတွေကလည်းတခြားလောကကနေတိုက်ခတ်လာတဲ့လေတွေအတိုင်းပဲအေးဆက်လာတယ်တခါတလေတစုံတယောက်ရဲ့ရှိုက်တန်ငိုတန်တွေနဲ့တူခွေးဥတန်တွေကိုလည်းညစင်မပြတ်ကြားရတော့တာပေါ့အဲ့ဒီရွာလေးမှာနေထိုင်တဲ့ရွာသူရွာသားတွေကအမျိုးမျိုးယုံကြည်လာကြတယ်တချို့ကမေတော်ဟာငါတို့ကိုစိတ်ဆိုးနေလို့ဒီလိုတွေဖြစ်နေရတယ်လို့ပြောကြပြီးတချို့ကတစုံတယောက်ကကျင်းစာတိုက်ခဲ့တာလို့လည်းပြောကြတယ်နေ့တိုင်းနေဝင်ပြီးညရောက်တဲ့အခါတိုင်းရွာလေးရဲ့တနေရာမှာဒီစကားကိုပဲထက်ခါတလဲလဲပြောနေကြတော့တာပေါ့အဲ့ဒီရွာလေးရဲ့အိမ်ချင်းမရှိတဲ့နေရာလေးတစ်နေရာမှာတစ်သားအိမ်လေးနဲ့နေထိုင်တဲ့တော်သက်မုံရဲ့အကြောင်းမှာမျက်နှာတစ်ပြင်လုံးကကြောက်စိတ်တွေနဲ့ပြည့်နှက်နေပြီးတကောင်းလုံးဖြူဖွေးနေတဲ့စပင်းတွေကိုပိုင်ဆိုင်ထားကသူ့ရဲ့ထူးဆန်းတဲ့ကြီးကမသိရင်ဖြစ်စဉ်တွေအားလုံးကိုကိုယ်တိုင်တွေ့ဖို့မြင်ဖူးထားတဲ့အတိုင်းကြောက်လန့်ဖွယ်ကောင်းနေတော့တာပေါ့ရွာသူရွာသားတွေကတော့သူ့ကိုချစ်စနိုးနဲ့ဆီယာမားလို့လည်းခေါ်ကြသလိုလူတိုင်းကသူ့ရဲ့နာမည်ကိုတလေးတစားနဲ့ခေါ်ကြတယ်။ရွာမှာတယောက်ယောက်ကနေမကောင်းဖြစ်ပြီးဆိုတော်သက်မုံရဲ့စိတ်ကိုပဲအားကိုးရပြီးမိဖွားတော်မဲ့ရွာကမိန်းကလေးတွေစီကိုလည်းတော်သက်မုံကပဲလက်သေးတယောက်နေနဲ့သွားပြီးကူညီပေးလိမ့်ရှိပါတယ်။ညတကောင်ကျော်လို့မနက်3 နာရီတိမှာပေါ့လေတွေကတဖြည်းဖြည်းနဲ့တိုက်ခတ်နေတယ်။အိမ်ထဲမှာစီမီခွက်လေးထွန်းထားတယ်။သူစာရဲ့နာကျင်လို့អော်လိုက်တဲ့အတန်တွေကနရံတွေနဲ့တိုက်မိပြီးပဲ့တင်ထပ်ပြီးကျေလောင်နေတော့တာပေါ့။သမီးရဲ့နောက်ထပ်နည်းနည်းလောက်ပဲအားတင်းထားပါသမီး။ကာလီမဲတော်ကသမီးနဲ့တူတူရှိနေပါတယ်။အပြင်မှာရက်နေတဲ့သူတွေကနရံတွေကိုတိုက်ဖြတ်ပြီးရောက်လာတဲ့အတန်တွေကိုကြားနေရတယ်။နောက်တော့ခဏလေးအတွင်းမှာပဲအရာအလုံးကတိတ်ဆိတ်ငြိမ်သက်သွားတယ်။ကလေးကပထမဆုံးအချိန်ငိုတန်ကပဲစူညံသွားတာပေါ့။ဒီနောက်မှာတဖြည်းဖြည်းနဲ့တကားကိုဖွင့်လိုက်တယ်။တော်သက်မုံကအခန်းထဲကနေထွက်လာပြီးရင်ခွင်ထဲမှာကလေးလေးတယောက်ကိုပွေးပိုက်ထားတယ်။မျက်နှာမှာတော့ပင်ပန်းနေတဲ့ရိတ်ကလေးတွေကတန်းနေပေမဲ့မျက်လုံးကတော့အေးချမ်းမှုတွေနဲ့တောက်ပနေတယ်။အဲ့ဒီချိန်မှာတယောက်ယောက်ကအခန်းထဲကိုချောင်းကြည့်နေတယ်။သူစာကအခန်းထဲမှာတတိမေ့လျက်ရှိနေပါတယ်။မျက်လုံးကပွင့်လျက်ရှိပြီးအိမ်ရခင်းတစ်ခုလုံးကသွေးတွေနဲ့ဆူရွှဲနေတယ်။တခဏတာတိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့သူစာတည်သွားပြီပဲ။ဖယားရေသူစာတည်သွားပြီ။ကာလီမဲတော့စိတ်ဆိုးသွားတာထက်နဲ့တေချာပေါက်တော်သက်မုံကပဲတခုခုလှုပ်လိုက်ပုံရတယ်။ तू ကစောင်းပါပဲ။သူ့ကြောင့်ပဲမဲတော်ကဒေါသထွက်သွားရတာ။သက်မုံနေမဲအဲ့နေရာမှာရှိနေခဲ့တာ။ तू စာနာကျင်လွန်းလို့အော်နေတော့ကလည်းနင်းတယောက်သေးပဲအဲ့မှာရှိနေခဲ့တာ။ငါနဲ့ကိုယုံကြည်ပေးခဲ့ပေမဲ့နေရာပဲငါ့ရဲ့ချွေးမကိုတတ်ပစ်လိုက်တယ်။ရွာတကြီးရဲ့ကျမဘာမှမလုပ်ရပါဘူး။သူစာရဲ့အသက်ရှူနှုံးကအားနေလာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းအရန်ကိုပင်ပန်းနှွမ်းလျသွားတာကျမမေတော်ရဲ့နာမည်ကိုတန်းတာပြီးတော့သူခံစားနေရတဲ့ဝေဒနာကိုရော့ကျသွားအောင်ကြိုးစားခဲ့တာပါလိန်ပြောနေတာငါကိုယ်တိုင်တွေးလိုက်တယ်နေမန်နာတွေဖတ်နေတာလဲငါကိုယ်တိုင်ကြားလိုက်တယ်အဲ့ဒါမှန်တယ်မဟုတ်ပါဘူးဖះစာရွတ်နေရပါဘဝတိုင်းကရှင်သန်ဖို့ရအရန်ကိုခက်ခဲပါတယ်ဒါပေမဲ့ကျမကလေးတိုင်းကိုရှင်သန်ဖို့ရဘဝတွေပေးနေခဲ့တာပဲလေဒါဆို तू ကဘာလို့တည်သွားရတာလဲမေတော်ကဘာလို့စိတ်ဆိုးနေရတာလဲမေတော်ကစိတ်ဆိုးနေမှာမဟုတ်ပါဘူးရွာတကြီးကိုယ်တိုင်ကမျက်မမြင်ဖြစ်နေတာအသက်ရှင်ဖို့အတွက်ဆူတောင်းနေပြုပြီးတောင်းစုပြုတ်နေရတဲ့မေတော်ပေါ်မှာရွာတကြီးကဒီလိုစကားတွေပြောနေတာပေါ့ဘာမှမပြောနဲ့တော့နင်းရဲ့ညစ်ပတ်လုံးနဲ့ပါဇက်နဲ့မေတော်ရဲ့နမေကိုမခေါ်စမ်းနဲ့မင်းရဲ့ဆေးကြောင့်ငါရဲ့မျိုးဆက်ကပြက်သွားခဲ့ပြီနေကစုံးမတယောက်ပဲနေမဲငါတို့ပေါ်ကျိန်စာတိုက်ခဲ့တာတကယ်လို့ကျမရဲ့ဆေးကအစိတ်ဖြစ်နေတာဆိုရင်ဒီရွာမှာမွေးဖွားခဲ့တဲ့ကလေးတိုင်းဟာတည်နေလောက်ပြီပေါ့ပြီးတော့လေရွာတကြီးရဲ့လေယာတိုင်းမှာတေးမလို့ဖြစ်နေတဲ့မိန်းကလေးတိုင်းကိုလည်းကျမပဲတေးမင်းတကားဝနေကေထုတ်ပေးခဲ့တာဒီနေ့လူတစ်ယောက်ရဲ့တည်ဆုံးမှုလေးကကျမတဘဝလုံးလှုပ်ခဲ့တဲ့မြောင်ဖြက်စီးပြစ်လိုက်တာပဲရွာသူရွာသားတွေကပြောတယ်နေကညရောက်လာတဲ့အချိန်တိုင်းတိုးတွေကိုသွားတယ်တဲ့မေတော်ကာလီရဲ့ဖျားเจ้าဟိုတဲ့ဘာလို့လဲဆိုတော့အဲ့ဒီကိုသွားရင်အေးချမ်းမှုရတယ်တရွာလုံးကကျမကိုလစ်လျူရှုထားတဲ့အချိန်မှာမေတော်တယောက်တည်းရပဲကျမကိုနားထောင်ပေးခဲ့တာကျမမေတော်ကိုကြောက်တဲ့သူမဟုတ်ဘူးကျမသူ့ကိုယုံကြည်ကိုးကွယ်တဲ့သူတော်လိုက်တော့နင်ဘာမှပြောကြမလို့တော့ဘူး
နင်းရဲ့ပူဇော်ပွဲရပဲအခုတော့ငါတို့အတွက်ကျင်းစာဖြစ်လာပြီ ကျင်းစာမဟုတ်ပါဘူးရွာသားကြီးတကယ်အောင်ဆုလက်တစ်ခုပါဒါပေမဲ့ရွာသားကြီးတို့အားလုံးပေါင်းပြီးတော့အဲ့ဒီဆုလက်ကိုမိရှို့ပစ်ခဲ့ကြတာတခုမှတ်ထားနော်အမှန်တရားကိုမိရှို့ပစ်လိုက်အောင်သူ့ရဲ့ပြာပေချာပေါက်အဖြစ်ပြန်ပေးလိုက်မယ်ဒီနောက်မှာတချို့လူတွေကနောက်ဆုတ်သွားကြပြီးတော့တချို့တော်လူတွေကအတော်လေးကိုဒေါသထွက်သွားကြတယ်လေတွေကရုတ်တရက်ဆိုသလိုပြင်းထန်စွာတိုက်ခတ်လာတယ်ဦးဟိန်းထက်လည်းကြောက်လာတော့တာပေါ့ သူ့ကိုမီးရှို့လိုက်ကြအဲ့ဒါမှမေတော်ကစိတ်ဆိုးပြေမှာ တော်သက်မုံကမွေးကင်းစကလေးလေးကိုမြေပြင်ပေါ်မှာချပြီးကလေးလေးရဲ့နှစ်ဖူးကိုနမ်းလိုက်ကလူစုလူဝေးဖက်ကိုကြည့်လိုက်ပါတယ်ငါကလေးလေးကိုမွေးဖွားပေးခဲ့တာတက်ဖြစ်ခဲ့တာမဟုတ်ဘူးဘသူကတကယ်ကိုအသက်ရှင်နေပြီးတော့ဘသူကတိတ်ဆုံးနေတာလဲဆိုတာကိုနင်တို့အားလုံးနားလည်ဖို့လိုအပ်လိမ့်မယ်ဒါပေမဲ့ဘသူမှသူ့ရဲ့စကားကိုနားမထောင်ခဲ့ကြပါဘူးအဲ့ဒီပြင်တော်သက်မုံရဲ့အိမ်လေးကိုပါမီးရှို့လိုက်ကြတယ်မီးနဲ့တူတူလောင်ကျွမ်းသွားတဲ့ဆေးတွေရဲ့မွေးရနံကလေတွေမှာလွင့်ပြေသွားတော့တာပေါ့အဲ့ဒါနဲ့တူတော်သက်မွန်ရဲ့ဘဝကအဲ့ဒီရွာလေးနဲ့အဆက်ပြတ်သွားခဲ့တယ်သူကတဖြည်းဖြည်းနဲ့အမောင်တိမ်းမှာထွက်သွားလိုက်ပါတယ်ဒီနောက်မှာကာလီမဲတော်ဖျားကြောင်ရှိတဲ့တောကြီးတဲ့ကိုတော်သက်မွန်ကလမ်းလျှောက်လာတယ်ဖျားကြောင်တစ်ကြောင်လုံးကဟောင်းနှွမ်းနေလို့နေရာတိုင်းမှာဖုံနဲ့ပင့်ကိုအိမ်ကလွဲပြီးတခြားပါမှမရှိပါဘူးလေတွေကလည်းအေးဆက်လာပြီးညောင်ပင်ကြီးကလည်းတဖြည်းဖြည်းရိမ့်ရိုင်လာတယ်မသိရင်ညောင်ပင်ကြီးကတော်သက်မွန်ရဲ့နာကျင်မှုကိုခန်းစားရပြီးတုံလုံနေတယ်လို့မျိုးပေါ့တော်သက်မွန်ကဖျားเจ้าရှိတဲ့နေရာကိုရောက်လာပြီးမြေကြီးကိုတူးဆွားလိုက်တယ်သူ့ရဲ့လက်ချောင်းလေးတွေကမြေကြီးတွေနဲ့ရောနေတော့တာပေါ့မြေတစ်ခါကုတ်တူးလိုက်တဲ့အချိန်တိုင်းတော်သက်မွန်ရဲ့တောသားတွေကပိုးပြီးထွက်လာတယ်ရွာသူရွာသားတွေရဲ့ဝေဖန်စကားတွေစုံမလို့ခေါ်တဲ့အတန်တွေမေတော့စိတ်ဆိုးအောင်လုပ်တဲ့သူအပြောခံရတာတွေအားလုံးဟာသူ့ရဲ့နားထဲမှာကြားရောက်နေတော့တာပေါ့ရွာတကြီးနေကငါရဲ့အမှန်တရားတွေကိုဖျက်ဆီးပစ်ခဲ့တယ်ရွာသူရွာသားတွေကငါရဲ့တိတ်ခေါင်ချခဲ့တယ်ငါတော့နင်တို့ရဲ့အသက်တွေကိုကယ်တင်ပေးပြီးကလေးတွေကိုလည်းမွေးဖွားပေးခဲ့တယ်ဒါတော့ငါ့ကိုဆုံးမကြီးလို့ခေါ်ကြတာမလားအခုကြည့်ဒီမြေကြီးကနင်တို့အားလုံးအမှန်တရားပါလဲဆိုတာသိအောင်လုပ်ပေးလိုက်မယ်တော်သက်မောင်ကမြေကြီးတူးပြီးတော့အရှုပ်ကိုမြေကြီးထဲမမြုပ်ခင်မိသွေးခဲနဲ့အရှုပ်ရဲ့အပေါ်မှာရေးလိုက်တယ်နှင်းရဲ့ပျော်ရွှင်မှုကငါရဲ့စာလောင်မှုပဲသူ့ရဲ့မျက်လုံးတွေကတောက်လောင်နေပေမဲ့မျက်ရည်မကျလာပါဘူးကြောက်စရာကောင်းတဲ့မျက်လုံးတောက်ပမှုနဲ့တူသူကအမဲရောင်ကျိုးလေးကိုအရှုပ်ကိုခိုင်အောင်လို့ကြက်ကြက်လေးချီလိုက်ပါတယ်နောက်တော့မြေတွင်းထဲကိုထည့်ပြီးမြေဖိုးလိုက်တယ်ဒီနောက်မှာတော်သက်မွန်ကမြေကြီးလက်တဆုပ်ယူပြီးကာထာမဟုတ်ပဲမှန်တန်တွေရွတ်ဖတ်လိုက်တယ်ငါ့ဘောလှုပ်ခဲ့တာမှန်သမျှနင်တို့ပြန်ခံစားစေရမယ်ဒီမြေကြီးကနင်တို့ရဲ့အသက်ကိုလူယူသွားလိမ့်မယ်နင်တို့ရဲ့လေယာတွေလည်း၆သိပ်ကုန်ကြလိမ့်မယ်နင်တို့ရဲ့အိမ်တွေကလည်းမီးလောင်ပြီးတော့ပြာကျသွားလိမ့်မယ်မဲတော့ငါကြိမ်ပြောတယ်နင်တို့ရဲ့အဆုံးသက်ကငါရဲ့ကလေးစားဖြစ်လာလိမ့်မယ်အဲ့ဒီညရဲ့လေတွေကအရှင်ကားထပ်ပို့ပြီးအေးဆက်လာတယ်တခါမှမရိမ့်ရိုင်ဘူးတဲ့ညောင်ပင်အောင်တုန်လှုပ်သွားတယ်နောက်တနေ့မနက်မှာတော့ရွာတကြီးရဲ့အိမ်တဝိုင်းမှာထူဆန်းတဲ့လေအေးတွေကတိုက်ခတ်လာတယ်တခါတိုက်ခတ်လာရင်အယိုးထဲထိစိတ်မတက်ခံစားရစေတယ်အဲ့ဒီပြင်အရန်ကိုနံလွန်လာတဲ့အနှံ့တွေကိုလည်းရလာတယ်မသိရင်တည်နေတဲ့ဒရိတ်ဆန်တကောင်ကနေထွက်လာတဲ့အပုံနဲ့လိုမျိုးပေါ့အဲ့ဒီဖြစ်စဉ်တွေကြောင့်ရွာတကြီးကပို့ပြီးတော့စိတ်ညစ်လာတယ်တဖြည်းဖြည်းနဲ့ရွာတကြီးရဲ့စိုက်ခင်းတွေလည်းခြောက်သွေ့လာတယ်ခြောက်သွေ့ပြီးတော့အကွဲเจ้าမှာထလာတယ်တရက်မှာတော့ရုတ်တရက်ကြီးသူ့အိမ်မှာမွေးထားတဲ့နွားတွေကလည်းအခြေအနေဆိုးရွားလာတယ်မသိရင်လှပေါင်းများစွာနာမကျန်ဖြစ်နေတဲ့အတိုင်းဖြစ်နေကြပြီနွားတွေရဲ့ခန္ဓာကိုယ်မှာလောက်ကောင်တွေတောင်တွေ့ခတ်နေတော့တာပေါ့အဲ့ဒီအပြင်ရွာတကြီးရဲ့မိန်းမသစ္စာသူ့ရဲ့ကျမ်းမာရေးကလည်းတဖြည်းဖြည်းနဲ့ဆိုးရွားလာတယ်ပထမအစားတော့ပင်မန်းတလို့ခံစားလာရပေမဲ့ကြာလာတာနဲ့မျှစပင်တွေကကျွတ်လာတယ်ကောင်းအောင်ပေါ်မှာအပုံလိုက်ကျွတ်ကျနေတဲ့စပင်တွေကအကြောင်းအရာတစ်ခုခုကိုတတိပေးနေတဲ့ပုံပေါ်နေတယ်တီးပြင်တဖြည်းဖြည်းနဲ့သူ့ရဲ့လက်မှာအပြာရောင်အကွက်တွေကထွက်လာပါတယ်တာမန်တန်ရမဟုတ်ပဲနဲ့သူ့ကိုနှိပ်စက်ပြီးရလာတဲ့ပုံစံတိုင်းဖြစ်နေပါတယ်သစ္စာထီဖို့လှုပ်တဲ့သူတိုင်းရဲ့လက်တွေကမသိရင်လူသေးလောင်းကိုထိလိုက်ရတဲ့အတိုင်းအေးဆက်တာကိုခံစားလိုက်ရပါတယ်ညဘက်တွေကပို့ပြီးတော့ခြောက်ချားဖွယ်ဖြစ်လာတယ်ညဘက်3 နာရီ 4 နာရီရောက်ပြီးဆိုတာနဲ့သစ္စာကအကျယ်ကြီးထအော်နေတယ်သူ့ရဲ့အော်တန်မှာလူတယောက်ကအရန်ကိုနာကျင်ပြီးပြိုလဲနေတဲ့ခန်းစားချက်ပါလှိုက်ပါနေတယ်ဒီအပြင်ထူခြားတဲ့အတန်တွေပါထွက်ပေါ်လာပြီးသူ့ရဲ့မျက်လုံးကလည်းလုံးဝကိုဖြူစွတ်သွားတယ်
မသိရင်သူ့ခန္ဓာကိုယ်ထဲကတစုံတစ်ယောက်ကအပြင်ကိုချောင်းကြည့်ဖို့ကြိုးစားနေတဲ့အတိုင်းပါပဲနောက်နေ့မနေ့နေမင်းကြီးရဲ့အလင်းရောင်တွေကရွာလေးရဲ့ပေါ်ကိုဖြာကျလာတဲ့အချိန်မှာပဲရွာတကြီးရဲ့အိမ်ကအရှင်ကထက်ပိုပြီးကြောက်မက်ဖွယ်ရာကောင်းလာတယ်ရွာတကြီးကမအိပ်ဆက်ရတာကြောင့်မျက်လုံးတွေဟောက်ပက်ဖြစ်နေပြီးမျက်လုံးတွေနီးရဲနေတယ်မျက်နှာတစ်ခွင်လုံးကပင်ပန်းနွမ်းလျနေပြီးတကုတ်လုံးကကြောက်လွန်းလို့တုန်ကြည့်နေတယ်ဒီနောက်မှာရွာတကြီးကရွာရဲ့ဆရာတော်ကိုသူ့အိမ်ကြွလာဖို့ပင်ဖိတ်လိုက်ပါတယ် ဖုံဖုံကြီးဒါရီအားလုံးကဘာတွေဖြစ်နေတာလဲကျွန်တော်ရဲ့အိမ်မှာဘာလို့တေမင်းရဲ့အရေးတွေကကြားရောက်နေရလဲဗျာဟိုအနံ့တွေလောက်ကောင်နေပြီးတော့တစ္ဆာရဲ့အခြေအနေကျွန်တော်ဘာတစ်ခုမှကိုနားမလည်တော့ဘူး ဆရာတော်လည်းပတိကိုစိတ်ပြီးမျက်လုံးကိုမှိတ်လိုက်တယ်ဒီနောက်မှာတဖြည်းဖြည်းနဲ့ဆရာတော်ကမျက်စိဖွင့်ကြည့်လိုက်တယ်အတိတ်ရဲ့အရှိတ်ကအနောက်ကနေလိုက်လာနေတယ်ဆိုတဲ့အတိတ်ပဲကိုဖော်ညွှန်းတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပါတယ် ရွာသူကြီးဒါကတာမန်ကိစ္စလေးမဟုတ်ဘူးတယောက်ယောက်ကအောက်လန်းကိုအသုံးပြုလာတာဟုတ်တယ်အောက်လန်းအတတ်ပညာဝိညာဉ်ကိုမီးလောင်ကျွမ်းစေပြီးတော့ဘဝတွေကိုတင်တက်ဖြစ်အောင်လုပ်နိုင်တယ်အောက်လန်းပညာဘယ်သူကအဲ့လိုလုပ်နိုင်မှာလဲဗျာဒေါသမွန်ဆိုရဲဆုံးမများလားတဲ့တယ်လေးနေသူ့ရဲ့နာမည်ကိုမခေါ်လိုက်နဲ့အဲ့ဒီနာမည်ကပဲအဲ့ဒီအိမ်မှာဖြစ်ပျက်နေတဲ့အေးဆက်မှုတွေဒုက္ခတွေရဲ့အကြောင်းငံပဲလေသူကတစ်ခုခုကိုမြုပ်ထားခဲ့တာထင်တယ်ဟုတ်တယ်သူ့ရဲ့ရုပ်လေးတရုပ်သူ့ရဲ့စပင်သူ့ရဲ့ဝိစာတွေဟောင်းနှွမ်းနေပြီဖြစ်တဲ့ဖះเจ้าအောက်ကမြေကြီးထဲမှာတေချာပေါက်ရှိနေလိမ့်မယ်ဖះเจ้าအောက်မှာဖះကြီးမထုံရင်ဘာတွေဖြစ်လာလဲမသိဘူးဖုံဖုံကြီးလာဝယ်ညာမတိုင်ကြီးအဲ့ရုပ်ကိုမထုံနိုင်ရင်တော့တေချာပေါက်အသက်ဆုံးရှုံးသွားလိမ့်မယ်သစ္စာတယောက်တည်းမဟုတ်ပဲရွာသူကြီးရောရွာသူကြီးရဲ့ကလေးတွေရောတအိမ်လုံးမှာအောက်လန်းတက်ပညာကစိတ်တွေလိုပဲပြန့်နှံ့နေတာအားလုံးကိုသေးစေနိုင်တဲ့အစိတ်မျိုးကွယ်ဝိညာဉ်တွေကလောင်ကျွမ်းလာပြီးတော့လေထဲမှာအော်တန်တွေကစူညံလာကြလိမ့်မယ်အဲနောက်မှာတော့ဒီအိမ်ကလည်းမီးလောင်ပြီးတော့ပြာကျသွားလိမ့်မယ်အဲရုပ်ကိုရအောင်ထုတ်လိုက်ပါရွာသူကြီးမဟုတ်ရင်မဲတော်တော်ကဲတင်နိုင်မှာမဟုတ်ဘူးနော် မနက်3နာရီအချိန်ကောင်းကင်တစ်ခွင်မှာလှတချမ်းလေးရလဲမှိမ့်မှိန်လေးလင်းနေပါတယ်မသိရင်လာမင်းလေးရလဲကြောက်လွန်းလို့တုန်နေတဲ့အတိုင်းပါပဲအဲ့ဒီအချိန်မှာပဲတောရဲ့အဝင်လန်းထဲကိုဆရာတော်တပါးရွာတကြီးနဲ့ရွာသား2ယောက်ကမီးတုပ်လေးကင်ပြီးရှောက်လာကြတယ်မီးတုပ်လေးရဲ့မီးတွေကလည်းလေနဲ့အတူရိမ့်ထိုးနေတာပေါ့တဖြည်းဖြည်းနဲ့သူတို့ရဲ့အရှိမဖះเจ้าအဟောင်းလေးတစ်ကြောင်ကိုတွေ့လိုက်ပါတယ်တကားတွေကကျိုးပြက်နေပြီးနေရာတိုင်းမှာပင့်ကူအိမ်ကတွဲကပ်နေတယ်အဲ့ဒီအပြင်ဖះเจ้าအောက်ကမြေပြင်ကလည်းနှစ်တွေကြာတဲ့အထိဘသူမှရှိမနေတာကိုတတ်သိပြနေတယ်ဖုံဖုံကဆရာတော်ကနောက်တစ်ခါထပ်ပြီးပတိဆက်ရင်ကားထားရွတ်ဖက်ပြီးဖះเจ้าရဲ့လေကားနားမှာရက်လိုက်ပါတယ်ဒီနေရာပဲဒီနေရာမှာမြုပ်ထားခဲ့တာဒီနားကမြေပြင်ကအော်တန်ဒီကိုကြားနေရတယ်တူးလိုက်မြန်မြန်လေးတူးလိုက်မဟုတ်ရင်ဝိညာဉ်ကနိုးသွားလိမ့်မယ်ရွာတကြီးရဲ့တကူလုံးကချွေးဆေးတွေနဲ့ဆူရွှဲနေတယ်သူ့ရဲ့မျက်လုံးတွေကကြောက်စိတ်တွေရောဒေါသစိတ်တွေရောရောပြုံးကနှီးရဲနေတယ်ရွာတကြီးကရွာသား2ယောက်ကိုအချက်ပြလိုက်တယ်ဒီနောက်မှာသူတို့2ယောက်ကိုမြေကြီးကိုစတင်ပြီးတူးဆွစေတယ်မြေကြီးက6သွေ့နေပေမဲ့တူးဆွလိုက်တဲ့ခါတိုင်းမှာထူဆန်းတဲ့အနှံ့တွေကထပ်ပေါ်လာတယ်မသိရင်တေးပြီးသားသူရဲ့အခေါင်းကိုပြန်ပြီးတော့တူးဖော်နေတဲ့အတိုင်းမှာလေရပို့ပြီးတော့ပြင်းထန်လာတယ်ညောင်ရွက်တွေကလည်းတုန်ခါလာတယ်ရွာသား2ယောက်လုံးရဲ့မျက်နှာမှာကြောက်စိတ်တွေကအထင်းသားပေါ်လွင်နေတယ်မြေကြီးတူးနေပေမဲ့သူတို့ရဲ့လက်တွေကတုံရင်နေပါတယ်မြေကြီးတစ်ခါတူးတိုင်းမှာသူတို့2ယောက်ကလေးဖက်လေးနံကိုကြည့်လိုက်တယ်သူတို့ရဲ့အနောက်ကနေတယောက်ယောက်ကအသက်ရှူနေတယ်လို့လည်းခံစားလာရတယ်ရုတ်တရက်ကြီးမြေကြီးတူးရင်းနဲ့ခက်ထန်မာကြောတဲ့အရာကိုထိမိပြီးအတန်တန်ထွက်ပေါ်လာတယ်အဲ့ဒီအတန်ကြားပြီးတော့အားလုံးရဲ့ကြောက်စိတ်တွေကပိုတိုးလာတယ်ရွာသားတယောက်လည်းလှန့်ဖြန့်ပြီးသူ့ရဲ့ပေါက်တူးကိုလက်ထဲကနေလွတ်ချလိုက်တယ်နောက်ထပ်ရွာသားတယောက်ကမီးတုပ်ကင်ပြီးအနီးကပ်ကြည့်လိုက်တဲ့ချိန်မြေကြီးထဲမှာတဆုံတယောက်တွေ့သွားတယ်အဝတ်နဲ့ပတ်ထားတဲ့မြေအယုတ်လေးတရုပ်ပေါ့အယုတ်တွေကသေးငယ်ပေမဲ့လှုပ်ထားတဲ့ပုံစံကလုံးဝလူတယောက်ပုံစံအဲ့ဒီအယုတ်လေးရဲ့ကောင်းမှာတကြီးရဲ့မိန်းမတော်သစ္စာရဲ့စပင်တွေကိုတွေ့နေရပြီးတော်သစ္စာရဲ့အဝတ်နဲ့ပဲအဲ့ဒီအယုတ်လေးကိုပတ်ထားတယ်အားလုံးထဲမှာကြောက်ဖို့ကောင်းဆုံးကတော့အယုတ်ရဲ့လဲပင်ပဲအမဲအောင်ကျိုးလေးနဲ့ပတ်ထားပါတယ်အမဲအောင်ကျိုးရဲ့အလဲမှာသွေးလုံးကြီးနဲ့ဆင်တူတဲ့အနီရောင်ပလဲလုံးတစ်လုံးလည်းရှိနေပါသေးတယ်အဲ့ဒီအပြင်အယုတ်ရဲ့အပေါ်မှာတယောက်ယောက်ကမီးသွေးနဲ့စာရေးထားပါတယ်နေ့ရက်ပျော်ရွှင်မှုကငါရဲ့စာလောင်မှုပဲဒါပါလေဒေါသမွန်လှုပ်ထားတာပဲဖြစ်ရမယ်
အဲ့ဆုံးမငါ့ရဲ့အိမ်ကိုဖျက်ဆီးလိုက်တာပဲဒါအောက်လမ်းမဲမဟုတ်ဘူးဝိညာဉ်ကိုချီရတဲ့ကြိုးပဲဒီရုပ်ကိုဖန်တီးတဲ့သူကသူ့ရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုဒီရုပ်ထဲမှာထည့်ထားနေတာဒီရုပ်ကိုကအမြဲဆုံးမီးမရှို့ရင်တအိမ်လုံးဝါမျိုးသွားလိမ့်မယ်ရွာကြီးရဲ့အဲ့ရုပ်ကိုမီးရှို့လိုက်ဒီနေ့ပဲချင်းစာကြီးကိုဖျက်ဆီးလိုက်တော့ဒေါသမောနင်းဘယ်မှာပဲရှိနေငါရဲ့အိမ်ကိုတော့လွတ်ပေးပါတော့အယုံလေးကိုမီးရှို့ဖို့လှုပ်တဲ့ချိန်မှာလေကပြင်းထန်စွာတိုက်ခတ်လာပြီးမီးကငြိမ်းသွားပါတယ်အဲ့ဒီအချိန်ရွာတကြီးရဲ့မျက်နှာမှာကြောက်စိတ်မဟုတ်ပဲအပြစ်လောက်ခဲ့တာကြောင့်နောင်တရနေတဲ့အရှိတ်ကလွှမ်းမိုးနေပါတယ်အယုတ်ကမြေပြင်ပေါ်ပြုတ်ကျသွားပြီးအမဲရောင်ကြိုးလေးနဲ့တွဲချီထားတဲ့အနီရောင်ပလဲလုံးလေးတောက်ပလာတယ်မသိရင်လောင်ပြောင်ပြီးရှီပြနေတဲ့အတိုင်းပါပဲရွာတကြီးကအဲ့ဒီအယုတ်ကိုကောက်ပြီးဖျက်ဆီးဖို့ကြိုးစားလိုက်တဲ့အချိန်မှာဖះเจ้าထိတ်ကနေအတန်ထွက်ပေါ်လာတယ်နင်းရဲ့အဆုံးတတ်မှုကငါရဲ့ကလစ်စားပဲအဲ့ဒီအချိန်မှာပဲမိတုတ်တွေအားလုံးကလုံးဝမင်းငိမ့်သွားပြီးတတော်လုံးကိုအမောင်ထုကြီးကဝါမျိုးသွားပါတော့တယ်ဆရာတော်ကြီးရဲ့ပတိကလည်းမြေပြင်ပေါ်ပြုတ်ကျသွားပြီးအရင်ကိုကြောက်လန့်သွားကြတယ်ရွာသားနှစ်ယောက်ကတော့အရင်ဆုံးထွက်ပြေးသွားကြတော့တာပေါ့ရွာသူကြီးဒါတော့ဖုံလည်းထင်းချုံနိုင်မယ်မထင်ဘူးဒါကဒေါသမွန်ရင်လုံးရမဖြစ်နိုင်ဘူးခုဖြစ်နေတာခြားတစ်ခုကွာမဖြစ်နိုင်ဘူးဒါရီအားလုံးကအဲ့ဆုံးမရဲ့လက်ချက်ပဲဖြစ်မှာကျွန်တော်အခုချက်ချင်းမီးရှို့ပြလိုက်မယ်ဖះเจ้าရဲ့အကွဲနေတဲ့နေရန်ကနေအော်တန်တန်ကထွက်ပေါ်လာပြီးမြေပြင်တွေကလည်းတုန်လှုပ်လာတယ်ရွာတကြီးကမြေအယုတ်ကိုမြေပြင်ပေါ်ပစ်ချလိုက်ပေမဲ့အယုတ်ကမပြတ်စီးသွားပါဘူးဒါပေမဲ့အမဲရောင်ကြိုးလေးကပြတ်သွားပြီးအနီရောင်ပလဲလုံးလေးကဖះเจ้าရဲ့လေကားရှိရာဘက်ကိုလှိမ့်သွားပြီးပျောက်ကွယ်သွားပါတော့တယ်ခဏနေရောအယုတ်ကိုမထိလိုက်နဲ့အခုဒီချိန်သာကမင်းရဲ့နောက်ကိုလိုက်လာလိမ့်မယ်ပြေးတော့ကြီးရေဒီရနေတာထွက်ပြေးလိုက်တော့ဒါပေမဲ့ရွာတကြီးကဆရာတော်ရဲ့စကားကိုနားမထောင်ပဲအယုတ်ကိုကောက်ပြီးတော့ဖះเจ้าရဲ့အဝေးတနေရာကိုပြေးထွက်သွားတယ်ပြဿနာကိုရင်ဆိုင်လိုက်တာပဲသူ့အတွက်အကောင်းဆုံးဖြေရှင်းနည်းလို့သတ်မှတ်လိုက်တယ်နောက်နေ့မနက်နေအောင်ချီဟာရွာပေါ်ကိုဖျားကျလာတဲ့ချိန်တရွာလုံးကတိတ်ဆိတ်ငြိမ်သက်နေတယ်ရွာတကြီးရဲ့အိမ်ကနေအော်တန်တန်အပြင်ထွက်ပေါ်လာတယ်တော်သစ္စာရဲ့အလောင်းကကတင်ပေါ်မှာရှိနေပါတယ်မျက်လုံးကပွင့်နေပေမဲ့အသက်မရှိတော့ပါဘူးသူ့ရဲ့နှကန်းတွေကပြာနန်းနေတယ်အဲ့ဒီပြင်သူ့လက်ပေါ်မှာရှိတဲ့အပြာရောင်အကွက်တွေကပိုပြီးတော့နှက်ဆိုင်ထင်ပေါ်လာတယ်မသိရင်သူ့ကိုတစုံတယောက်ကအစိတ်တိုက်လိုက်တဲ့အတိုင်းပါပဲသူ့ရဲ့နှပေးမှာအဲ့ဒီမြေရုပ်လေးရရှိနေပါတယ်ဒါပေမဲ့မြေရုပ်မှာခေါင်းကရှိမနေပါဘူးအဲ့ဒီပြင်အယုတ်လေးရဲ့ခန္ဓာကိုယ်ပေါ်မှာနှင်းရဲ့ပျော်ရွှင်မှုကငါရဲ့စာလောင်မှုပဲဆိုတဲ့စာတန်းလေးရလည်းရေးထားတယ်ဒါပေမဲ့အယုတ်လေးရဲ့ကိုယ်ပေါ်ကစာတွေကဝေဝါးနေပါတယ်တစုံတယောက်ကဖျက်ဆီးဖို့အတွက်ကြိုးစားထားတဲ့အတိုင်းပါပဲဒါပေမဲ့ကြောက်စရာကောင်းဆုံးနေရာကမြေရုပ်ရဲ့ခေါင်းရှိရမယ့်နေရာပါအဲ့ဒီနေရာမှာအမဲအောင်အစွန်းနဲ့ကြီးကြီးကရှိနေပါတယ်တစုံတယောက်ကမီးရှို့ပစ်လိုက်တာကိုဖော်ပြနေတယ်ရွာတကြီးဦးဟိန်ထက်ကတောင်းတောင်မှထိုင်နေတယ်သူ့ရဲ့မျက်နှာကကြောက်ရွံ့လိုမျိုးဖြစ်နေပြီးမျက်တွင်းတွေကခြိုက်ဝင်နေတော့တယ်အဲ့ဒီပြင်အခုချိန်နဲ့သူ့ရဲ့လက်မှာမြေရုပ်စီရရှာလာတဲ့မြေကြီးတွေကကျန်နေပါသေးတယ်ရွာတကြီးကအရှမ်းကိုနာကျင်လွန်းတဲ့အတန်နဲ့ပြောလိုက်ပါတယ်ငါရဲ့မိသားစုလေးကိုပဲကဲတင်ကျင်ခဲ့တာပါတမို့ဒီငါဘောဘာရီလုံးလိုက်တာလေအဲ့ဒီအချိန်ကစပြီးအဲ့ဒီရွာလေးရဲ့ရွာသူရွာသားတွေဟာညဆိုဘသူကားမှညောင်ပင်ရဲ့အနာကိုမသွားကြတော့ပါဘူးအရန်ကိုကြောက်ဖို့ကောင်းတဲ့ဝိညာဉ်ဟာအခုချိန်နဲ့သူ့ရဲ့မပြေဝသေးတဲ့လက်စားချိန်မှုကိုအဆုံးသတ်ဖို့အတွက်တောထဲမှာရှောက်ပတ်နေစေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုဆက်လန်လေးကိုပရိသတ်တွေကြိုက်နေတတ်မယ်လို့ယုံကြည်ပါတယ်အခုလိုကာတွန်းလေးတွေသဘောကျရဲဆိုရင်တော့မမလေးဒီခင်တို့ရဲ့ခင်ကာတွန်း channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်နောက်ဗီဒီယိုအသစ်အားလုံးကျေးဇူးတင်ပါတယ်ရှင်